Hi. Hello. Hey. အားလုံးပဲမင်္ဂလာညချမ်းလေးနဲ့ပြည့်စုံနိုင်ကြပါစေ။ဈေးခုပဲပြန်ရောက်တာဖြစ်ပါတယ်။ဈေးလို့ဒီမနက်က fashion show sponsor ပေးပွဲသွားနေပါတယ်။ဒီအဲ့ဒါပြီးတော့ဈေးတို့group ဆရာ group 2မှာနေပါတယ်။ group 1ကတဲလန့်ပြန်ပွဲသူတို့ရဲ့ဥစ္စာတို့တွက်ကြည့်ရပါတယ်အခုကျတော့ပြန်လာနေပါပြီခုလည်းရုံချွားသေးဘူးဈေးကိုစိတ်ပူပေးတဲ့ပရိသတ်တွေရောဈေးကိုအားပေးတဲ့ပရိသတ်တွေအရင်ကျေးဇူးတင်ပါတယ်အကိုတို့မတို့အားပေးလို့လည်းဒီဘယ်လိုပြောမလဲမြန်မာဆိုတာကြီး hot ဖြစ်နေတာကိုတော်တော်များများသိနေပါတယ်ဈေးပေးတော့ပေါ့နော်သူများတွေပြောနေအရင် hot ဖြစ်နေတယ်ပါညာတွေတော့ပြောကြတာပေါ့အဲ့ဒါကလည်းဒီအားပေးတဲ့အကူအမားတို့ရဲ့ကျေးဇူးတွေကြောင့်ပါလို့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ဈေးအတွက်လည်းစိတ်မပူပါနဲ့အဆင်ပြေပါတယ်ဈေးရဒီမှာလာတာဈေးရအခက်ခဲရဈေးရအသက်လည်း16နှစ်ပဲဖြစ်တဲ့အတွက်ဈေးရအတွေ့အကြုံဆိုလည်းသိမရှိဘူးဈေးဒီမြန်မာပြည်မှာကလေးကနေဈေးဝင်ပြန်ကလေးကနေဈေးပထမဦးဆုံးအတွေ့အကြုံပါပဲဈေးရတစ်ခါမှလည်းမော်တယ်အလုပ်လည်းဘာမှမလုပ်ဘူးပြီးတော့တစ်ခါမှလည်းပွဲတွေတစ်ခါမှအထီးတွေးမရှိဘူးဒီဒါဈေးရပထမဦးဆုံးပွဲလည်းဖြစ်တယ်အဲ့ဒီကနေတဆင့်ဈေးရဒီမြန်မာကိုစားပြုဆိုတော့လာဒီဘယ်လိုပြောမလဲလာပြရတယ်ဆိုတော့နည်းနည်းတော့အခက်အခဲတွေ့တယ်ပြီးတော့ဈေးကအင်္ဂလိပ်စကားဆိုတော့အင်္ဂလိပ်စကားဆိုရင်ကွာပြောရမယ်ဆိုဈေးကနားလေတလောက်ပဲနားလေတယ်ပြန်ပြောဖို့ကတော့နည်းနည်းတိတ်မတက်ဘူးဆိုတော့အဲ့ဒါလေးတွေနည်းနည်းအခက်အခဲရှိပါတယ်ဒီမှာကတော့အဲ့ဒါတွေကအခက်အခဲမရှိဘူးသူတို့ဒီမှာကြည်တာကဆက်ဆံရေးအပေါင်းတင်တဲ့စိတ်ထားအဲ့လိုတွေပဲသူတို့ကြည်တာများတယ်နောက်ပြီးတော့ဘယ်လိုပြောမလဲဘယ်လောက်ထိစူးစမ်းလဲဒါတွေကြည့်တယ်တချို့ဆိုရင်ဒီမှာဆိုရင်ကွာစေးမပြောတတ်တော့ဆိုအရန်ချစ်တဲ့တငယ်ချင်းတွေဆိုအရန်များတယ်စေးတော်တော်ချစ်ကြတယ်သူတို့စေးဆေးလို့ခေါ်ကြတယ်တချို့အမားတွေဆိုရင်ပြောတယ်ပေါ့နော်နေလမ်းလျှောက်တာအဲ့လိုမျိုးမရှောင်းနဲ့ဒီကလမ်းလျှောက်တာပေါ့နော်အဲ့လိုမျိုးမကြိုက်ဘူးဒီလိုရှောက်သူတို့ပြန်ပြီးပြောဟာလားလို့မသိဘူးလေလို့ရှောက်ပေါ်ရှောက်နေတယ်လည်းမတူဘူးဒီလားအဲ့ဒါတွေလည်းသိရပါတယ်ကျေးဇူးတင်ပါတယ်အားလုံးတတိယနေတာအခုလောလောဆယ်မြန်မာနိုင်ငံကအစားအစာတွေစားချင်နေတယ်ဟုတ်ကဲ့ပါစေဒီမှာရောက်နေတော့ဘောနော်စေတို့ကမနက်ဆိုရင်9နာရီလောက် ready လောက်ထားရတယ်ဆိုတော့6နာရီလောက်ထားတယ်ထားပြီးတော့မနက်စားတော့စားပြီးတော့အရီကနေစားပြီးသွားပြီးစပွန်ဆာပေးပေးတွေသွားတယ်ပြီးလို့ရှိရင်တို့နိုင်ငံမှာကြော်ကြတဲ့နေရာတွေလိုက်ပို့ပြီးတယ်အများကြီးပဲပေါ့သွားပြီးဆိုရင်နေ့လယ်စားတခြားနေရာမှာတော့စားတယ်စားပြီးလို့ရှိရင်စေတို့ဒီအဲ့လိုပဲလိုက်သွားပြီးညလောက်မှဟိုတယ်ပြန်ရောက်ဖြစ်တယ်တခါတလေကျရင်ဟိုတယ်ကို10နာရီ17နာရီမှပြန်ရောက်ဖြစ်တယ်ဒီနေ့ကတော့နည်းနည်းတော့စောတယ်ကဲပါအပိတဲ့တကယ်ကျေးဇူးတင်တယ်အရန်ကျေးဇူးတင်တယ်စေကူရည်တယ်မချိုရသေးဘူးကဲပါဒီအကိုလိုအမလိုအားပေးလို့လဲဒီမြန်မာဆိုတာရဟောဖြစ်နေတာလူတိုင်းသိနေတာဖြစ်ပါတယ်ကဲဟိုတလောတော့ဒီစေးတို့ဘာလဲကျွန်းသွားတယ်အဲ့ဒီကျွန်းမှာက line တိတ်မရဘူး line တိတ်မရတော့စီ Facebook မတုံးရတာ2ရက်လာတော့ရှိသွားပါတယ်အဲ့ဒီမှာကျတော့စေးဘာလို့မတင်ဖြစ်တဲ့အတွက်စေးအဲ့ဒီအပြန်လာတော့မှစေးကမန်းကနေတင်လိုက်ပါတယ်ကဲဟုတ်တရားကူစားနေပါတယ်သိချင်တာလေးတွေမိလို့ရပါတယ်နော်စေရအခုအခန်းဖော်ကဘီလီအခန်းဖော်ဖြစ်ပါတယ်ပထမကတော့မရေရှာနောက်တစ်ယောက်ကတော့ဆွေလန်ကာအခုနောက်တစ်ယောက်ဘီလီသူကတော့မရှိဘူးသူက
ဒီ0နဲ့0က9ရောက်တက်စီခွဲထွက်သွားတော့ကသူပါတယ်သူပါတော့အဲ့ဒီကျွန်းတကျွန်းမှာပေါ့ Kimra ဆိုတဲ့ကျွန်းတကျွန်းသွားခဲ့တယ်အဲ့ဒီကျွန်းမှာကလမ်းသိမ့်မရဘူးအဲ့ဒီကျွန်းကနေပြန်လာတော့သူကစေတို့ကမနေ့ကပေါ့မနေ့ညကပြန်လာတာသူကမနက်2 နာရီတော့သူတခြားနေရာသွားတာအခုစေတယောက်သေးပါပဲခဏမှဟုတ်ကဲ့စေပါမစိတ်တမကြဘူးဘလို့ပဲဖြစ်ဖြစ်စေအကောင်းဆုံးစူးစမ်းခဲ့ပါမယ်အဲဒါဒီစေဒီပြန်ပွဲကိုလာပြန်လာလဲစေစုတွန်းနဲ့ပြန်ခဲ့တာမဟုတ်ပါဘူးစေပြန်နေဆိုတာကလည်းစေလူမျိုးတွေမျက်နှာရအောင်သူများနိုင်ငံကဘယ်လိုပြောမလဲတည်သွားအောင်ဟိုစေလာပြန်လာပါဟုတ်ကဲ့ပါလာလဲပါမယ်ရှင်ဟုတ်ကဲ့အိုင်အပ်ပေးမယ်နော်သိချင်တာလေးတွေလည်းမေးလို့ရတယ်နော်စေကိုလိုအပ်တာတွေစေဘာတွေလိုအပ်တယ်ဆိုတာတွေလည်းပြောလို့ရတယ်ချက်ပေါက်ကနေစေကအားလို့ရှိရင်ချက်ပေါက်တွေကိုဝင်ကြည့်ဖြစ်ပါတယ်ဒါပေမဲ့စာတော့ပြန်မအောင်ဘာလို့လဲဆိုတော့စေဒီစေကစာလာပို့တဲ့သူများတော့တယောက်ပြန်ပွင့်နောက်တယောက်လာလို့ဆိုအဆင်မပြေတော့စေရဒီဟိုတယ်ပြန်ရောက်မှစာတွေဆိုပြန်ပို့ဖြစ်ပါတယ်ဟိုတခြားနေရာရောက်ပြီးဆိုရင်တော့စာပို့ဖို့အဆင်မပြေဘူးဖြစ်နေတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒီနိုင်ငံကိုရောက်တာပျော်တယ်တရားဘာလို့လဲဆိုတော့သူတို့နိုင်ငံကမြန်မာနိုင်ငံနဲ့လည်းနည်းနည်းဆင်တယ်လေပြောရမယ်ဆိုရင်သူတို့ကတနိုင်ငံတော့မှာပဲကျွန်းဆိုတော့လေဟိုနေရာသွားရင်လည်းလီရင်ပြန်နေပဲလို့သွားတယ်ဟို airport နဲ့ပဲသွားတယ်တနေရာသွားမယ်ဆိုရင်ပြောင်းတယ်ဒါပေမဲ့ကျွန်းထဲမှာပဲရှိဟုတ်ကဲ့ပါရှင်သူတို့နိုင်ငံကနည်းနည်းမြန်မာနိုင်ငံနဲ့ဆင်တယ်အစားအစာတွေကအစဆင်တယ်သူတို့ဒီမှာလေတော်တော်များများတော့ဆင်တယ်စေတို့ကဒီအခုချိန်တော့ group 1ကတဲလန်ပြိုင်နေပြီဆိုရင်နောက်ရက်တွေဆိုရင်စေတို့ပြိုင်ရမလားမသိနောက်ပြီးလို့ရှိရင် national costume လာမယ်CF final 29ရက်နေ့နော်ဒါနဲ့ဟိုလေစေဟိုလေဘယ်လဲစေရဲ့ eco video လေစေရဲ့ eco video ကစေပြောချင်တာကအဲ့လိုမျိုးဘယ်လိုပြောမလဲဟိုသူများတင်တာကိုပြန် share တာအဲ့ဒါကတော့တရမဝင်ဘူးပေါ့နော် YouTube ထဲမှာဝင်ပြီးတော့ကြည့်ပြီးတော့အတရားနဲ့ share မှာအဲ့ဒါသူတို့ရဲ့တရားဝင်ပို့ပေးပါတယ်ဒီနိုင်ငံကပေါ့နော်အဲ့လိုမျိုးဝင်ကြည့်ပြီးတော့အဲ့ဒီ YouTube ကနေ share ပေါ့ပြောရမယ်ဆို YouTube ကနေ share အဲ့ဒါမှသူတို့အဲ့ဒါကိုပဲသူတို့အမှတ်ယူပါတယ်လို့ပြောပြတာဟုတ်တယ်စေတို့မကသေးဘူးခုချိန်ထိတော့ဘာမှလည်းမလုပ်သေးဘူးဒါပေမဲ့စေတို့သူတို့နိုင်ငံမှာကြော်ကြားတဲ့နေရာတွေရဲ့လူတွေလိုက်ပို့ပေးတယ်ပြီးတော့လူကြီးတွေနဲ့ခါကြရင်ကြောင်းသွားပြီးတော့ခလေးတွေနဲ့ပေါ့လို့မျိုး bright ခလေးတွေနဲ့ပြောပါလေးပေါ့မိတ်ဆက်ကြတယ်နောက်ပြီးပင်နေစိုက်တယ်သူတို့နိုင်ငံကအဓိကကမန်ဂိုတရက်တီကိုအဓိကထားတယ်ဆိုတော့တရက်တီကလည်းစီအကြိုက်ဆိုတော့ကတိရလေသူတို့ဟုတ်တယ်သူတို့နိုင်ငံကအဒီစေးလုံးမနေ့ကသွားတယ်အဲ့ဒီကျွန်းစုတရက်ဘယ်လိုပြောမလဲကွာကင်မရာဆိုတာကဘယ်လိုပြောသူတို့အဓိကစိုက်တာတရက်ပင်နေအဲ့လိုမျိုးသူတို့ဆိုမှအဓိကထားတရက်တီအဲ့လိုမျိုးထားနေဟုတ်ပင်မနေလို့လဲမဟုတ်ပါဘူးဒီလိုပါပဲပင်မပင်မတို့လို့ပင်မနဲ့ဘယ်ပြောမှစေးဘယ်အချိန်ပဲဘယ်လိုပဲရောက်စီအမြဲတမ်းပြုံးတယ်စေးဘာလို့လဲဆိုတော့စေးစိတ်ထဲမှာတစ်ခုပဲရှိရစေးလူမျိုးအတွက်ဒါပဲရှိရဘယ်တော့သွားစေးအမြဲတမ်းပြုံးတယ်စေးတချို့စေးကဟိုအင်္ဂလိပ်စကားပြောမတတ်တော့
ဆေးကိုအရန်ချစ်တယ်အမတချို့အမတွေဆိုဆေးကိုကွာဘယ်လိုပြောမလဲတချို့ကစကားပြောတဲ့အင်္ဂလိပ်စကားအရန်မြန်တော့ဆေးနားမလဲဘူးနားမလဲသူတို့ကနည်းနည်းဖြည်းဖြည်းပြင်ပြပြတချို့အမဆေးတို့ကိုဘယ်လိုပြောမလဲဆေးတို့အဖွဲ့ကိုလိုက်ပြီးရှောက်တဲ့အဲ့လိုမျိုး writer တွေပေါ့အဲ့မျိုးအဲ့ဒီအမတွေဆိုရင်ဆေးအရန်ချစ်တယ်သူတို့တွေဆိုရင်ပြန်ပြောပြမနဲ့ပြန်တာရှိရနော်အော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဖိလစ်ပင်မှာကအရန်ပြောဖို့ကောင်းတယ်သူတို့တွေပြီးရင်လေအရန်ဖော်ရွေရအရန်သူတို့နိုင်ငံက miss ကိုဘယ်လိုပြောမလဲအရန်တမိုးထားကြတယ်လေဘယ်တော့ပါလုံချုံရေးတအဲ့လိုမျိုးအရန်လဲဘယ်လိုပြောမလဲချစ်ဖို့ကောင်းကြတယ်သူတို့တွေလေတခုခုသွားရနှုတ်ဆက်ကြတယ်အရန်ချစ်ဖို့ကောင်းဟုတ်ကဲ့ပါရှင်စေးရဲ့အားနည်းချက်တွေကိုချက်ပေါက်မှလာပြောလို့ရတယ်နော်ဘာပဲဖြစ်ဖြစ်စေးစိတ်မဆိုးဘူးဘာပဲလာပြောစေးကဘယ်လိုပြောမလဲဒီခါကြရင်ကွာတချို့ဆိုရင်လာပြောအကြံဉာဏ်လာပေးတယ်လာပြီးတော့စေးဖက်လိုက်တယ်ဒါမှစေးစပြန်မှုလို့ခေါ်နေပြီစေးတို့ကဟိုမှာသွားတော့မှခေါ်နေဖြစ်တဲ့စေးစပြန်မအောင်အားနဲ့သူတို့စိတ်ထဲမှာထင်သွားမှာပေါ့စေးစိတ်ဆူတယ်အဲ့ဒါတော့မဟုတ်ပါဘူးလို့ကဲလားဒီနေ့မိတ်ကမန်ကနန်ပြင်လာတာမောင်မမဲတဲ့မှာပဲဒီမှာသူတို့မီလို့လာပြင်တော့အဲ့ဒါကမန်ကနန်ပြင်လာ fashion show ရှိရဲဆိုတော့မျက်နှာမျက်နှာရေမချိုးရသေးဘူးခုတည်းဒီအဆလာဆိုင်ကိုအဒီဘာလို့လူဖလာအခါယိုc'est all Philippines la niño no me fashion show sponsor hali le hato logo e una group sino or group to no aga author chi group 1 no or sale ti ai group 1 no la niño na adi pya talent ပြိုင်ပွဲဩနော်လနေဟာပါလီအပေးတယ်နော်အဝနာဟာခဲ့ထိုင်ရတုံမနော်အဝေးနော်အဝေးလီအခုကအလောင်းလက်ကျုံးစီအဝေးနော်ရတရားစီဝါနော်အဝေးလီလက်ကျုံးအခါနော်ရေးရရအော်လကလောလူခေါပါဟကဲအားလို့ရှိရင်စီလာအပေးပါမယ်ဟကဲစီနေကောင်းပါတယ်ဒီလိုမျိုးလေးစီအားပေးတဲ့အတွက်ဆိုရေးပေးတဲ့အတွက်စီအရင်ကျေးဇူးတင်တယ်ဟုတ်ကဲ့ပါโอเคဟုတ်ကဲ့ပါရှင်အားဆိုရင်စေးရီချိုလာအောင်မယ်နော်နောက်ရက်ကြမှာပြန်ပြီးတော့ချက်ကြတာပေါ့နော်โอเคbye bye